ဒီနေ့လုံးနဲ့ပတ်သက်တာတွေမသိခင်မှာကုမ္ပဏီကဘာ brand တွေတွင်းထားလဲဆိုတာကိုအရင်ဆုံးမေးကြည့်ရမယ်ဘယ်သူတွေကဘယ်လောက်သိလဲလို့သိချင်လို့ကဲဒီရှေ့ရတဲ့ပြန်ကြည့်ဟိုတပီးတို့လက်တော့ထဲမှာဆိုရင်အစာ brand ကိုတင်သွင်းကြည့်ပါလေရှင်ဟမ်ဒါပြန်ပြောကြည့်ရအစာပါရှင်အစာမဟုတ်ဘူး AC ကြီးอ่ะ AC กว่าတေချာမှတ်တာနောက်တစ်ယောက်ဘယ်သူပြောမှာလဲပြောဟုတ်ကဲ့ဟို laptop မျိုးသားတစ်ခုရှိသေးတယ်လေဂျာကြီး American စိတ်ပဲလေဟာအဲ့ဒီ laptop လေးမင်း H ရှင်တာကြီးပဲလာပြောနေတယ်နော် HP နော်ပတ်တာ American မှတ်စိတ်နော်ငါတော်တော်စိတ်ရှိတယ်နော်ဒီလိုတွေကဲပြောပါဦးနောက်တစ်ယောက်ကဘာတွေတွင်းထားတာတွေသိသေးလဲဟုတ်ကဲ့ပါဂျာကြီးဟို Messi လက်တော့နဲ့လေအဟွာ monitor လည်းတင်သွင်းထားပါတယ်ရှင်ဗါလေအဲ့ Messi နဲ့အဝါနေလို့အမျိုးတွေလားငါမှ Messi နဲ့အဝါမဟုတ်ဘူးနော်လူနဲ့တွေးမှာပဲနာမည်ကြီးတစ်စိမ့်ကြီးအကုန်လုံးတောက်တလွဲတွေကိုဖြစ်နေတာပဲနော် Messi လည်းမဟုတ်ဘူးအဝါလည်းမဟုတ်ဘူးနော် MSI laptop နဲ့တာဟွာ monitor နော် okay သိပြီနော်ဟုတ်ပါဂျာဒီဘက်ကညီနေနေရငါနဲ့မပြောသိလားငါလည်းမားလည်းတော့ဟဲ့ဒီတော့ငါမေးနေလေငါနာမည်သိလားလို့ဒီပါဦးရှင်အဲ့ဒါဆိုရင်ဒီလိုငါ့ကိုဘယ်လိုခေါ်ဖို့စဉ်းစားထားကြလဲဂျာကြီးကိုဝါတော့ဒီလိုကဒါမျိုးကျတော့တတ်သားပဲရှိရတယ်ဟာတဲ့အဲ့ဒါဒီကိုမတင်တော့နေပုံစံကိုမတီဂျာကြီးပဲလက်ပြီးဂျာကြီးကိုဝါတော့ဘယ်ဝိုင်းပါလဲဂျာကြီးကိုဝါတော့အပွေးရကြီးဘာဘာလေးအရင်ပြောလိုက်တယ်ကျောင်းလိုက်ငါပဲဒီဘာကြီးဘာကြီးလွယ်လက်ကလေးဝါတော့အပွေးရကြီးဘာဘာလေးအရင်နေအော်နော် HP နော် HP မဟုတ် HP နော် American brand Messi နဲ့အဝါမဟုတ်နော်လူနဲ့တွေးမှာပဲနာမည်ကြီးတစ်စိမ့်ကြီးအကုန်လုံးတောက်လွဲတွေကိုဖြစ်နေတာပဲဟဲ့အဲ့သိတာ